အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်မေလ14ရက်ဗုဒ္ဓဟူးနေ့နံနက်ခင်းစစ်ရေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာနယ်မြေကန်တိုင်ရင်ဖြစ်တဲ့အမှတ်34ခြေလင်တိုင်ရင်အပြင်တက်ပြက်သွားတဲ့အမှတ်5စစ်စေးကိုကဲမှုဌာနချုပ်ရဲ့လက်အောက်ခံတပ်တွေဖြစ်တဲ့အမှတ်942ခြေမြန်တိုင်ရင်နဲ့အမှတ်943ခြေမြန်တိုင်ရင်လည်းဝင်ရောက်တိုက်ခိုက်လျက်ရှိတာကိုတွေ့ရပြီးနေ့စဉ်ထိတွေ့မှုမပြတ်ဖြစ်ပွားလျက်ရှိနေပါတယ်ကြောက်ဖြူစစ်မျက်နှာစာကိုအာရခတက်တော်ဟာဒူးနဲ့တိုက်စစ်ဆင်နေတာမျိုးမရှိသေးပဲစစ်ကောင်စီရဲ့စစ်ကြောင်းငယ်လေးတွေထွက်လာအောင်စစ်မြူပြီးမှအပိသက်ချေမုန်းတဲ့အနေအထားကိုသာတွေ့ရှိရပါတယ်။စစ်ကောင်စီကလည်းကြောက်ဖြူကိုရေချောင်းလေချောင်းတုံးပြီးရသမျှအင်အားဖြည့်တင်းနေတာဖြစ်ပါတယ်။ဂျမန်လေးကရသေးတောင်ကိုလေချောင်းတိုက်ခိုက်မှုပြုလုပ်ထားလို့ကလေးတငယ်တွေအပါအဝင်ဒေသခံရခိုင်ပြည်သူတွေတေဆုံးခဲ့ရမှုကိုတော့အာရခတက်တော်ဟာကြောက်ဖြူကနေအကျွေးပြန်ယူပါလိမ့်မယ်။မကွေးတိုင်းအထက်မင်းလာမြို့နယ်ထဲကနေအင်အား80ခန်းရှိတဲ့စစ်အင်အား3စီးကန်တုတ်စစ်စေးဂိတ်ကိုရောက်ရှိနေပါတယ်။ကုန်းကြီးကနေဖောက်လုပ်လိုက်တဲ့အဆိုပါလမ်းကြောင့်ဗရန်တန်နဲ့မလွန်တက်နိုင်တဲ့တရက်တက်နဲ့ဟာအလွယ်တကူဆက်သွယ်တွာလာလို့ရတဲ့ဂျူအမြောက်လမ်းမတစ်ခုဖြစ်လာတာကိုလည်းတွေ့ရပါတယ်။နိုင်ရန်စစ်မျက်နှာစာကိုအဓိကတိုက်ခိုက်နေတဲ့အထက်မှာအရှိုချင်းတပ်ဖွဲ့ဟာလည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာဖြစ်ပါတယ်။အဆိုပါတပ်ဖွဲ့ဟာ CDM ဝန်ထမ်းပေါင်းစုံနဲ့အခြေခံစုဖွဲ့ထားတာဖြစ်ပြီးနိုင်ရန်စခန်းနဲ့မီတာ300အနည်းထိအခြေပြုလှုပ်ရှားနေတာဖြစ်ပါတယ်။အမတ်14ကာကွယ်ရေးပစ္စည်းစက်ရုံကစစ်ကြောင်းတွေကိုလည်းအလစ်ငိုက်ခန်းတိုက်စစ်ဆင်နေတာဖြစ်ပါတယ်။အဆိုပါတပ်ဖွဲ့ဟာစတာလင်ဘိုဖြစ်စေစေဝါအတွက်ဖြစ်စေလိုအပ်နေတာမလို့တော်လန်ပြည်သူများအနေနဲ့ဓာတ်ရိုက်ပါဝင်ကူညီပေးကြစေလိုပါတယ်။အဆိုပါတပ်ဖွဲ့ဟာနယ်မြေကန်ပြည်သူလူထုကိုပါစေဝါအကူအညီလှုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ကျွန်တော်ရဲ့ Facebook စာမျက်နှာမှာတော့အဆိုပါအဖွဲ့ရဲ့ link ကိုဓာတ်ရိုက်ချပေးထားတာဖြစ်ပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တွေကကာကွယ်ရေးအင်အားစုတွေဟာခြေတံလုံးနဲ့နှုတ်လုံးနဲ့လုံးစရာရှိတာကိုမျက်ခြေမပြတ်စုံစမ်းထုတ်လန်းပြီးလောက်ကင်လေးရှိကြသူတွေဖြစ်ပါတယ်။ကြောက်ဖြာရွာမှာတော့အမှတ်73တပ်မတော်တပ်မြင့်လေးချင်းအကြောင်းကဗိုလ်မှူးအစစ်ဦးစီးတဲ့စစ်ကြောင်းတစ်ခုအခြေပြုလျက်ရှိပါတယ်။ကြောက်ဖြာဆိုတာစပယ်နကိုပန်းမင်ရွာတွေနဲ့မြစ်ဘေးတစ်ဆက်ထဲရွာဖြစ်ပြီးအမှတ်73တပ်မတော်တပ်မြင့်လေးချင်းအကြောင်းရဲ့အနောက်မြောက်ဘက်မှာတည်ရှိတာဖြစ်ပါတယ်။ကြောက်ဖြာရွာရဲ့မြောက်ဘက်ကျွန်းမြင့်ကြီးတွေဘက်ကမလဲကျွန်းမှာတော့ကာကွယ်အင်အားစုတွေထိန်းချုပ်ထားတာဖြစ်ပါတယ်။နေရာဖော်ပြတယ်ဆိုပြီးဆရာကြီးလာမလို့ပါနဲ့ဒီလိုနေရာအတိအကျသိရတဲ့သတင်းတွေကိုအကြမ်းဖက်စစ်တပ်ထဲကနေရနေတာဖြစ်ပါတယ်။ပြောချင်တာအခုမှလာမှာဖြစ်ပါတယ်။ကာကွယ်အင်အားစုတွေအင်အားကောင်းလာပြီးနောက်ပိုင်းအဲ့ဒီဘက်ချမ်းမှာဒေသခံပြည်သူတွေကိုရိုင်းဆိုင်စွာဆက်ဆံတာမျိုးတွေဖြစ်စပြုတ်လာပြီးဖြစ်ပါတယ်။တာဝန်ရှိသူတွေအချိန်မီထိန်းသိမ်းကြမှတ်ဖို့လိုပါတယ်လို့အတိပေးတင်ပြရခြင်းတာဖြစ်ပါတယ်။ရှမ်းမြောက်တောင်ခမ်းကတော့ Telegram Channel တွေမှာစခန်း5ခုကိုတင်လီလာအေးလို့ဆွန့်လွတ်ထားပြီးဖြစ်ပါတယ်။ဓာတ်ပုံမှတ်တမ်းမှာတော့တနက်တလက်တောင်မပါပဲကြီးကားအဆုပ်လေးတွေရစားပလင်းလေးတွေပလတ်စတစ်ရေကင်းစာလေးနဲ့ရိုက်ပြထားတာကိုတွေ့ကြရမှာဖြစ်ပါတယ်။တော်လန်ပြည်သူတွေလည်းလွေဦးလေးနှစ်တာကာလမှာတော်လန်သတိနဲ့စစ်ရေးအမြင်တွေရင့်ကျက်လာကြတာကိုတွေ့မြင်ရပြီးများစွာအားရလာပါတယ်။အပင်ပန်းခံရကြလည်းနှက်ပါတယ်။ကျွန်တော်ကတော့ statement နေတဲ့ result ကိုပဲကြည့်ရမှာဖြစ်ပါတယ်။စစ်ကောင်စီရဲ့နောင်ချိုကိုပြန်တိုက်ဖို့တက်လာပြီဆိုတဲ့စစ်ကြောင်းနှစ်ချောင်းတောင်းခမ်းမြေထဲမှာတဝဲလဲလဲဖြစ်နေတာကိုကြည့်ရင်သိနိုင်ပြီဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူအခြေစိုက်အမတ်တရတဲ့ချိန်မြန်တပ်မဌာနချုပ်ရဲ့တပ်မမှုလှုပ်ရှားခွင့်အကြောင်းအနေငယ်ပြောပြပါမယ်။ရေစကြုံနဲ့ပခုတ်ကူဟာ36မိုင်သာကွာဝေးပြီးအဲ့ဒီလမ်းပိုင်းကိုစစ်အင်အား900ခန်းနဲ့ထိန်းချုပ်ထားတာဖြစ်ပါတယ်။လမ်းလုံခြုံရေးဖွဲ့တွေကိုတပ်မကြီးဝမ်းစစ်ဦးစီးမှုပထမတန်းကထိုက်ရိုက်ကုတ်ကဲနေတာဖြစ်ပါတယ်။ရွှေမော်ဒီဘက်ကိုတက်မဲ့ရွှေတင်းတို့ပစ္စည်းတွေတင်ဆောင်လာတဲ့မော်တော်ယာဉ်တစ်စီးကို300နဲ့200ကျကောက်ခံပြီးလုံခြုံရေးဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။တပ်မမှုလုံသူဟာရှေ့တန်းလားနောက်တန်းလားစစ်စေးရေးခွင့်ဘေးနေရာမှာလဲဆိုတာစီစစ်နေတဲ့ဖြစ်ပေမဲ့သူကိုယ်တိုင်ကြီးကြပ်ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ဒုတပ်မမှုတောင်ကြောင်ပြောက်နေရတာဖြစ်ပါတယ်။အဓိကလုံခြုံရေးဂိတ်စခန်းကြီးတွေကတော့ပခုတ်ကူတရာနဲ့မြိုင်လန်းဆောင်ဂိတ်ကြီးတွေပဲဖြစ်ပါတယ်။ရှေ့ကကျွန်တော်ပြောခဲ့တဲ့ရေတကြိုတိုက်ပွဲဖြစ်စဉ်ကိုတော့တက်ဆိုင်ရာအဖွဲ့ကထုတ်ပြန်လိုက်ပြီးဖြစ်ပြီးမက်ဆီ29စေးလို့သိရပါတယ်။အဆိုပါအဖွဲ့ရဲ့လောက်ကိုင်ဆောင်ရွက်မှုကိုလည်းကျွန်တော်ရဲ့ Facebook page မှာလင့်ချပေးထားတာဖြစ်ပါတယ်။ကရင်ပြည်နယ်မှာလည်း KNU ရဲ့တိုက်စစ်ဟာအချိန်ရလာတာကိုတွေ့မြင်လာရပြီဖြစ်ပါတယ်။ကြားပြတစ်ခုအနေနဲ့လေတရက်လိပ်စာတွေရှာဖွေတင်ပြနေကြတော့ဖအာမျိုးပေါ်မှာနေတဲ့အငိမ့်စားဗိုလ်မှူးချုပ်စောဆန်ဒီအခြေချနေထိုင်လျက်ရှိနေတာဖြစ်ပါတယ်။လိုင်းဝဲမျိုးနဲ့ဒေါနာတောင်အခြေချနော်တရားတောင်ကြီးရှိတာလဲဗျူဟာစခန်းကို KNU နဲ့ပူးပေါင်းတပ်ဖွဲ့တွေပိတ်ဆို့ပြီးတိုက်စစ်ဆင်နေတာရှိပါတယ်။ယခုလ9ရက်နေ့ကလေးကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတခေါ်ဘီကွီစခန်းကိုသိမ်းပိုက်ရရှိအပြီးမှာတစ်ဆက်တည်းထိုးစစ်ဆင်ထားတာဖြစ်ပါတယ်။အဆိုပါစခန်းဟာဒေတာအတွင်းအကြီးမားဆုံးခံစစ်စခန်းလို့ဆိုရမှာဖြစ်ပြီးဘေးနံတပ်စခန်းတွေကတော့မော်ဖိုကေမဲလာနဲ့နော်တရားစခန်းတို့တည်ရှိတာဖြစ်ပြီးအခြေပြုတပ်ဆွဲထားတဲ့တပ်အမှတ်ကိုတော့စီစစ်နေသေးတာဖြစ်ပါတယ်။ကလောဥစားတာလို့ခေါ်တဲ့စစ်ဦးစီးတပ်ကတော်မှာလာမယ့်ပတ်တင်နန်းဖွင့်ပွဲတို့
တင်နန်းသားတိုင်ရမှုဒုတိယဗိုလ်မှူးကြီးမိသားစုများတဖွဲဖွဲရောက်ရှိနေကြပါတယ်ဖန်ခေါ်လို့ခေါ်တဲ့ဗျူဟာမှုဘုတ်တွေပြီးရတဲ့ရက်ပိုင်းကထွက်ပါတယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်တွေကဒုတိယဗိုလ်မှူးကြီးညီထွန်းဟာညပိုင်းတိုင်းစစ်ဌာနချုပ်မြေကြီးနားသို့ကြီးစစ်စင်ရေးကဒုတိယဗိုလ်မှူးကြီးကျော်ခိုင်ဝင်းဟာနေပြည်တော်တိုင်းစစ်ဌာနချုပ်သို့လေ့ကျင့်ရာရှိချုပ်ရုံးကဒုတိယဗိုလ်မှူးကြီးရဲပြောင်ဟာညပိုင်းတိုင်းစစ်ဌာနချုပ်မြေကြီးနားသို့အမှတ်3စစ်စင်ရေးအထူးအဖွဲ့ကဒုတိယဗိုလ်မှူးကြီးဇင်မောင်မောင်ဟာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်တွေသို့လေ့ကျင့်ရာရှိချုပ်ရုံးကဒုတိယဗိုလ်မှူးကြီးရာသာမင်းညွန့်ဟာအမှတ်22ချင်းမြန်တပ်မဌာနချုပ်ဖအံသို့လေ့ကျင့်ရာရှိချုပ်ရုံးကပဲဒုတိယဗိုလ်မှူးကြီးရဲဝင်းထွန်းဟာအမှတ်22ချင်းမြန်ဌာနချုပ်ဖအံသို့ပဲလေ့ကျင့်ရာရှိရုံးကပဲဒုတိယဗိုလ်မှူးကြီးဇော်ဇော်ဝင်းဟာအမှတ်33ချင်းမြန်တပ်မဌာနချုပ်စကိုင်းသို့မော်လမြိုင်ခြေဆိုင်အရှိတောင်တိုင်းစစ်ဌာနချုပ်ကဒုတိယဗိုလ်မှူးကြီးဇော်ဝင်းဟာအမှတ်44ချင်းမြန်တပ်မဌာနချုပ်ကြိုက်ထိုသို့လေ့ကျင့်ရာရှိချုပ်ရုံးကဒုတိယဗိုလ်မှူးကြီးအောင်စီဖြိုးဟာအမှတ်55ချင်းမြန်တပ်မဌာနချုပ်ကလောသို့တောင်ငူခြေဆိုင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကဒုတိယဗိုလ်မှူးကြီးအောင်ကျော်သက်ဟာအမှတ်66ချင်းမြန်တပ်မဌာနချုပ်အင်မာသို့ဆရာတို့ကချုပ်ရုံးကဒုတိယဗိုလ်မှူးကြီးတက်ထူးအောင်ဟာအမှတ်69ချင်းမြန်တပ်မဌာနချုပ်မိထီလာသို့စစ်ဘက်ရေးရာလုံခြုံရေးရာရှိချုပ်ရုံးကဒုတိယဗိုလ်မှူးကြီးမင်းမင်းစိုးဟာအမှတ်1စစ်စေကိုကဲမှုဌာနချုပ်ကြောင်မဲသို့အဆိုပါဗိုလ်မှူးကြီးကတော့လက်ရှိလာရှိုးမှာယာယီအခြေပြုပြီးတော့စောင့်ဆိုင်နေရမှာဖြစ်ပါတယ်။တောင်ကြီးခြေဆိုင်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကဒုတိယဗိုလ်မှူးကြီးနေလင်းအောင်ကတော့အမှတ်2စစ်စေကိုကဲမှုဌာနချုပ်မိုင်းတောင်သို့စမတော်ဂုံပြူတက်ခွဲနဲ့စစ်တီဝိုင်းတက်ကဒုတိယဗိုလ်မှူးကြီးအောင်ကတော့အမှတ်9စစ်စေကိုကဲမှုဌာနချုပ်ဖယ်ကုံသို့သဲပြူခြေဆိုင်အမှတ်6စစ်စေကိုကဲမှုဌာနချုပ်ကဒုတိယဗိုလ်မှူးကြီးမောင်မောင်ဝင်းကတော့အမှတ်9စစ်စေကိုကဲမှုဌာနချုပ်ဖယ်ကုံသို့လေ့ကျင့်ရာရှိချုပ်ရုံးကဒုတိယဗိုလ်မှူးကြီးအာကာထွန်းကတော့အမှတ်8စစ်စေကိုကဲမှုဌာနချုပ်ဒဝယ်သို့မြိတ်ခြေဆိုင်ကိုင်းလန်းဒေတာတိုင်းစစ်ဌာနချုပ်ကဒုတိယဗိုလ်မှူးကြီးအောင်ဖုံးလိုင်ကတော့အမှတ်10စစ်စေကိုကဲမှုဌာနချုပ်မော်လိုက်သို့စမတော်ကွန်ပျူတာနဲ့နည်းပညာသိပ္ပံကဒုတိယဗိုလ်မှူးကြီးကျော်တရားကတော့အမှတ်7စစ်စေကိုကဲမှုဌာနချုပ်ကော့ကရိတ်သို့မန္တလေးခြေဆိုင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကဒုတိယဗိုလ်မှူးကြီးဇော်မျိုးထွတ်ကတော့အမှတ်73စစ်စေကိုကဲမှုဌာနချုပ်ဘုံပြင်းသို့စစ်ဘက်ရေးရာလုံခြုံရေးရာရှိချုပ်ရုံးကဒုတိယဗိုလ်မှူးကြီးရဲမင်းကတော့အမှတ်73စစ်စေကိုကဲမှုဌာနချုပ်ဘုံပြင်းသို့တမတော်ကြီးဗိုလ်တင်နှန်းမြောင်းဘာထူးကဒုတိယဗိုလ်မှူးကြီးချိုးဝနထွန်းကတော့အမှတ်79စစ်စေကိုကဲမှုဌာနချုပ်မိုင်းပန်သို့ကြီးတုတေသနာရုံးကဒုတိယဗိုလ်မှူးကြီးတန့်စင်အောင်ကတော့အမှတ်19စစ်စေကိုကဲမှုဌာနချုပ်ရေးသို့လာရှိုးခြေဆိုင်အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကဒုတိယဗိုလ်မှူးကြီးဝင်းမင်းလာကတော့အမှတ်19စစ်စေကိုကဲမှုဌာနချုပ်ရေးသို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကဒုတိယဗိုလ်မှူးကြီးကျော်စေဦးကတော့အမှတ်20စစ်စေကိုကဲမှုဌာနချုပ်ခမောက်ကြီးတို့ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြရပြီဖြစ်ပါတယ်အဆိုပါပုဂ္ဂိုလ်များဟာစစ်ဦးစီးမှုပထမတန်းအဆင့်နဲ့ရုံးထိုင်နေသူများဖြစ်ကြပြီးစစ်မြေပြင်စင်းကမက်ဆီကိုက်လက်နက်ချမဲ့အမည်စင်းများအားပနာမကြိုတင်ပြပေးရခြင်းဖြစ်ပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရင်